Cine Recap Studio ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Action, Fantasy နဲ့ Horror ရုပ်ရှင်တန်ခါဖြစ်တဲ့ Dracula Untold အကြောင်းကိုပြောပြပေးသွားမှာပါ။1442ခုနှစ်မှာ Transylvania ကလူငယ်လေး1000လောက်ဟာတာကိတ်စစ်တပ်မှာစစ်တင်တန်းတက်ဖို့အတင်းအဓမ္မအစေကိုင်းခံခဲ့ရပါတယ်။အဲ့ဒီတဲကလူငယ်တယောက်ဟာကြီးပြင်းလာတဲ့အခါမှာတော့ Vlad the Impaler ဆိုပြီးလူတိုင်းကြောက်ရွံ့ရတဲ့သူဖြစ်လာခဲ့တာပါ။သူ့ရဲ့ဆိုးရွားလာတဲ့ရာဇဝတ်မှုတွေကြောင့်စိတ်မကောင်းဖြစ်ရတဲ့ Vlad ဟာငြိမ်းချမ်းစွာအုပ်ချုပ်ဖို့ Transylvania ကိုပြန်လာခဲ့ပါတယ်။ Transylvania နားကစမ်းကြောင်းတစ်ခုမှာ Shelgim လို့ခေါ်တဲ့ Roman တယောက်ဟာစွန့်ပစ်ထားတဲ့ Turkish စစ်ဦးထုပ်တစ်ခုကိုတွေ့ခဲ့ပါတယ်။ Wallachia နဲ့ Transylvania ရဲ့မင်းသားဖြစ်တဲ့ Vlad ကဒါဟာကင်းထောက်တစ်ယောက်ရဲ့ဦးထုပ်ဆိုတာသိလိုက်ပြီး Turks တွေသူတို့ကိုကျူးကျော်တော့မယ်လို့ယူဆလိုက်ပါတယ်။ဒီဦးထုပ်ကိုစမ်းကြောင်းရဲ့အောက်ဘက်မှာတွေ့တာဖြစ်လို့Vlad ကဒါဟာတစ်ဖက်မှာရှိတဲ့ Broken Tooth Mountain ကနေမျောလာတာလို့တွက်ဆလိုက်ပါတယ်။ Broken Tooth Mountain ပေါ့။သူဟာစိတ်ဆက်ညှိနှိုင်းဖို့ Turks တွေရဲ့စခန်းကိုရှာဖွေနေတော့မှပဲသူ့လူတွေကိုတိုက်ပွဲအတွက်ပြင်ဆင်ထားဖို့အမိန့်ပေးခဲ့ပါတယ်။ Vlad ဟာလူနှစ်ယောက်ကိုခေါ်ပြီးတောင်ပေါ်ကိုတက်သွားပြီး Turks တွေရဲ့ခြေရလက်ရာကိုရှာဖွေခဲ့ပါတယ်။ဂူတစ်ခုထဲကနေလင်းတို့တွေပြန်ထွက်လာတာကြောင့် Vlad ကတခုခုနှုတ်ဆက်ခံထားရတယ်ဆိုတာသိလိုက်ပြီးအထဲကိုဝင်စစ်ဆေးခဲ့ပါတယ်။အထဲမှာတော့ကျမ်းပြင်ပေါ်မှာဟောင်းနှွမ်းနေတဲ့တန်ချက်ကာတွေနဲ့ကြေမွနေတဲ့အယိုးတွေကိုတွေ့လိုက်ရပါတယ်။အမောင်ထဲကအရာတစ်ခုဟာသူ့ရဲ့စစ်သားတစ်ယောက်ကိုဝါးမျိုးသွားပြီးအမောင်ထဲကိုဆွဲခေါ်သွားပါတယ်။ Vlad နဲ့ကျန်တဲ့စစ်သားတစ်ယောက်ထွက်ပြေးခဲ့ပေမဲ့အရေးထဲကတရဝါကြီးကသူ့စစ်သားကိုဖမ်းသွားပါတယ်။ Vlad ကအဲ့ဒီတရဝါကြီးကိုဓာတ်နဲ့ခောက်ခဲ့ပေမဲ့လွင့်စင်သွားခဲ့ပြီးဂူအပြင်ဘက်နေအောင်ရှိတဲ့နေရာကိုတွားသွားပြီးထွက်လာခဲ့ပါတယ်။အဲ့ဒီတရဝါဆိုးကြီးကတော့တုံးကနေရပ်သွားပြီးနောက်ဆုတ်သွားသလို Vlad ရဲ့ဓာတ်တော်ကသွေးတွေကလည်းနေအောင်အောက်မှာဘငွေ့ပြန်သွားခဲ့ပါတယ်။ Vlad ဟာနောက်ပိုင်းမှာ Castle Dracula မှာသူ့ညီကိုဖြစ်တဲ့ Lucian ညအဲ့ဒီတရဝါကြီးအကြောင်းတိုင်ပင်ခဲ့ပါတယ်။ Lucian ကစွမ်းအားတွေရဖို့အတွက်မိစ္ဆာတကောင်ကိုပူဇော်ခဲ့တဲ့ Vampire တယောက်ရဲ့တမိုင်းကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့ဒီမိစ္ဆာကသူ့ကိုစွမ်းအားတွေပေးခဲ့ပေမဲ့အမောင်ထဲမှာထာဝရနေထိုင်ဖို့ကျိန်စာတိုက်ခဲ့တာပါ။အဲ့ဒီနောက်မှာတော့ Vlad ဟာသူ့ဇနီး Miranda နဲ့တားဖြစ်သူ Ingress တို့ကိုတွေ့ဆုံခဲ့ပါတယ်။သူတို့ကနှွေးနှွေးထွေးထွေးကြိုဆိုခဲ့ကြပြီ Miranda ကတော့သူ့မှာတခုခုထူးဆန်းနေတာကိုသတိထားမိသွားပါတယ်။အခရနဲ့ရောက်တော့သူ့ကိုဝမ်ပူးလွေတွေတိုက်ခိုက်တာလို့ပဲပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူ့လူတွေအတွက်စိတ်မကောင်းဖြစ်နေပြီးသူဟာငငယ်ရွယ်ရွယ်နဲ့စစ်ပွဲတွေကိုပို့ဆောင်ခံခဲ့ရတာကြောင့်နောက်ထပ်စစ်မတိုက်ချင်တော့ဘူးလို့ပြောပြခဲ့တယ်။ Miranda ကတော့သူဟာအိမ်မှာလည်းမလုံခြုံဘူးလို့သတိပေးခဲ့ပါတယ်။နောက်တနေ့ Easter ပွဲတော်မှာတော့ Ottoman စစ်ဗိုလ်ချုပ် Hamza Bey ရောက်လာတာကြောင့်ပွဲဖြတ်သွားခဲ့ပါတယ်။ Vlad က Sultan မင်းကြီးအတွက်ငွေတင်ကားတွေအပြည့်ပါတဲ့တစ်တာကိုလက်ဆောင်ပေးတဲ့အခါမှာ Hamza Bey ကသူတို့ရဲ့ကင်းထောက်တွေကိုတတ်တယ်ဆိုပြီးဆွဆွဲခဲ့ပါတယ်။ Vlad ကဒါကိုညင်းဆိုပြီးလက်ဆောင်ကိုယူပြီးပြန်ဖို့ပြောခဲ့ပေမဲ့ Hamza Bey ကတော့ Sultan မင်းကြီးဟာစစ်တပ်အတွက်လူငယ်1000တောင်းဆိုထားတယ်လို့ဖြိုကြီးပြောလိုက်ပါတယ်။မြို့သူမြို့သားတွေကကန့်ကွက်ကြပြီးမြဲ Hamza Bey ကတော့လူငယ်တွေကိုစစ်တပ်ထဲထည့်ဖို့အတင်းအကျပ်လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။လူတယောက်ကတူသားကိုချမ်းထားဖေးဖို့တောင်းပန်တဲ့အခါမှာ Turkish စစ်သားကအဲ့ဒီလူရဲ့လက်ကိုဓာတ်နဲ့ဖြတ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ Vlad ကအဲ့ဒီစစ်သားကိုနေရမ်းမှာကတ်ထားလိုက်ပြီးသူ့မှာစစ်တပ်မရှိတာကြောင့်အမိန့်ကိုနာခံရမယ်လို့တတိပေးလိုက်ပါတယ်။သူ့လူတွေကိုစူစီပြီးထွက်ခွာသွားခဲ့ပါတယ်။ Vlad ရဲ့အချမ်းပြီး Kazan ကတော့သူတို့လူမျိုးတွေကိုကာကွယ်ဖို့ဘာမဆိုလွတ်ဖို့တိုက်တွန်းခဲ့ပါတယ်။အဲ့ဒီညမှာတော့ Vlad ဟာသူ့သား Ingress ကိုသူ့အဖေကသစ္စာရှိမှုကိုသက်သေပြဖို့ Sultan မင်းကြီးစီမှာဓာတ်စကန်အထိပေးခဲ့တဲ့အကြောင်းကိုဖွင့်ဟခဲ့ပါတယ်။ဘေးကင်းစရာမယ်လို့ကတိပေးထားပေမဲ့ Vlad ကတော့အဲ့ဒီလူငယ်လေးတွေကိုမပေးဘဲထားရင်လူပေါင်းရာကြီးတေဆုံးကုန်မှာကိုစိုးရိမ်နေပါတယ်။ Miranda က Vlad ကို Sultan မင်းကြီးနဲ့ယင်းနှီးတာကိုအသုံးချပြီးကရုဏာတတ်ဖို့တောင်းပန်ခိုင်းခဲ့ပါတယ်။နောက်တနေ့မှာ Vlad ဟာ Sultan ဖြစ်တဲ့ Mehmed II စီကိုတွားရောက်ခဲ့ပါတယ်။သူတို့ဟာငယ်စဉ်ကအကြောင်းတွေကိုပြန်ပြောရင်းတောက်စားခဲ့ကြပြီး Mehmed ကသူ့အဖေရဲ့ရက်စက်မှုကိုအတိအမှတ်ပြုသလို Vlad ကသူတို့ရဲ့ယဉ်ကျေးမှုမှာလိုက်လျော်ညီညွတ်နေထိုင်ခဲ့တာကိုချီးကျူးခဲ့ပါတယ်။သူတောင်းဆိုထားတဲ့လူငယ်တွေအကြောင်းမေးတဲ့အခါမှာသူဟာစစ်သားတွေလိုကတ်တယ်လို့အခိုင်အမာပြောခဲ့ပါတယ်။ Vlad ကသူ့ကိုယ်သူအစားထိုးဟုကမ်းလှမ်းခဲ့ပြီးမြဲ Mehmed ကညင်းဆိုခဲ့ပြီး Ingress ကိုလည်း Vlad လိုပဲပြုစုပြောထောင်မယ်လို့ပြောခဲ့ပါတယ်။ Vlad ကိုတော့ Mehmed ရဲ့စစ်ဗိုလ်ချုပ်ရဲ့စောင့်ကြည့်မှုအောက်မှာထီးနှန်းဆက်ခံခွင့်ပေးမယ်လို့အာမခံခဲ့ပါတယ်။ Vlad ကထပ်ပြီးစဉ်းစားပေးဖို့တောင်းပန်ပြီးမြဲ Mehmed ကတော့နောက်ထပ်သားတွေထပ်မွေးဖို့ပဲအကြံပေးခဲ့ပါတယ်။မကြခင်မှာပဲ Vlad ဟာသူ့ပြီးသားစုနဲ့ကွင်းမြင့်တစ်ခုမှာတွေ့ဆုံခဲ့ပြီးသူ့သားကို Turks တွေစီလွှဲပြောင်းခဲ့ပါတယ်။
Miranda ကတော့အသားသမီးတွေကိုကာကွယ်မယ်ဆိုတဲ့ကတိကိုဖျက်ခဲ့လို့ Vlad ကိုအပြစ်တင်ခဲ့ပါတယ်။ကဇန်ကတော့ဒါကိုစိုက်ကြည့်ရင်စစ်ဖြစ်လိမ့်မယ်လို့သတိပေးခဲ့ပါတယ်။စစ်တောင်းကြီးတိုးလာတာကိုမြင်တော့ Vlad ကရှေ့ကိုတိုးသွားပြီးမြဲပဋိပက္ခမဖြစ်အောင်သူ့လက်နက်ကိုချလိုက်ပါတယ်။ Ingres ကသူ့အဖေရဲ့လုံရက်ကိုမြင်တော့သူ့အဖေလိုပဲရှင်းထမ်းနိုင်မယ်လို့ကတိပေးပြီးလိုက်သွားဖို့သဘောတူခဲ့ပါတယ်။ Vlad ကသူ့သားကို Hamza Bey စီလွှဲပြောင်းခဲ့ခါမှာ Hamza Bey ကမင်းစီကနေဒီထက်ပိုရဲ့ခုခံမှုကိုမျှော်လင့်ထားတာလို့ပြောလိုက်ပါတယ်။စတေးရတော့မယ်ဆိုတာသိလိုက်တဲ့ Vlad ဟာ Ingres ကိုသူ့အမေစီပြန်ပြေးဖို့တူတူလီပြောလိုက်ပါတယ်။ Ingres ပြေးသွားတဲ့အချိန်မှာတဲ့ Vlad ဟာ Hamza Bey ရဲ့လက်နက်ကိုလုယူပြီးသူ့ကိုတတ်လိုက်ပါတယ်။ Miranda ကသူ့သားကိုကာကွယ်နေစဉ်မှာပဲ Vlad ဟာ Turkish စစ်သားတွေကိုတေတောက်ထဲတိုက်ခိုက်ပြီးအလွယ်တကူအနိုင်ယူလိုက်ပါတယ်။ဒါပေမဲ့နောက်ထပ်ရောက်လာအောင်မယ်ဆိုတာသူသိနေပါတယ်။ငါနီးလန်းရှာလိုက်ပါမယ်လို့သူကဆိုပါတယ်။ကဇန်က Vlad ကိုဝေဖန်ခဲ့ပြီးမြဲ Vlad ကတော့ခလီးတယောက်ကိုမစတေးရဘူးလို့အခိုင်အမာပြောခဲ့ပါတယ်။ သူမိသားစုကိုရဲတိုက်မှာကာကွယ်ထားဖို့အမိန့်ပေးပြီးသူတယောက်တည်း Broken Tooth Mountain စီကိုဥတီသွားခဲ့ပါတယ်။မှောင်မီနေတဲ့တောင်ထိပ်ကိုတက်ပြီးကူးထဲကိုဝင်သွားတဲ့အခါမှာ Vampire ကြီးက Vlad ကိုနှုတ်ဆက်လိုက်ပေမဲ့ Vlad ကသူ့ကိုမမြင်ရပါဘူး။အဲ့ဒီ Vampire ကဒီကူးထဲကိုဘယ်သူမှပြန်မလာဘူးလို့ပြောတဲ့အခါမှာ Vlad ကလည်းဘယ်သူမှမလွတ်မြောက်ဘူးလို့ပြန်ပြောပြီးပတ်လည်ကလူအယိုးတွေကိုထောက်ပြခဲ့ပါတယ်။ Vampire ကသူ့ရဲ့မီးတုပ်ကိုညှင်းတက်လိုက်တာကြောင့် Vlad ကဓာတ်နဲ့ရမ်းတိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Vampire ကသူ့ရှေ့ကိုပေါ်လာပြီးဓာတ်ကိုအလွယ်တကူပဲပုတ်ထုတ်လိုက်ပါတယ်။အဲ့ဒီတတဘာကြီးက Vlad စီမှာကြောက်ရွံ့မှုထက်မျောလင်းချက်ကိုတွေးရတာကြောင့်သူ့ကိုစိတ်နှောင့်ယှက်ဖြစ်စေတဲ့ငွေလက်စွပ်ကိုဖုံးထားဖို့ပြောလိုက်ပါတယ်။ Vlad က Tux တွေကသူ့နိုင်ငံကိုချိန်ညောင်းနေတာကြောင့်သူ့မိသားစုနဲ့လူမျိုးတွေကိုကယ်တင်ဖို့ Vampire ရဲ့စွမ်းအားကိုလိုချင်တယ်လို့ရှင်းပြခဲ့ပါတယ်။ Vampire ကလှောင်ပြောင်ပြီး Vlad ရဲ့မီသူမီဝါဖွကြောက်တည်နေတယ်လို့ပြောရင်းသူ့ကိုမိတ်ဆာရဲ့သားလို့ခေါ်လိုက်ပါတယ်။ Vlad ကသူ့ရဲ့မျိုးရိုးအမည် Dracu ဆိုတာငကားလို့အဓိပ္ပာယ်ရတာဖြစ်ပြီးမိတ်ဆာမဟုတ်ကြောင်းပြန်ပြောပြခဲ့ပါတယ်။ Vampire က Vlad ရဲ့ဆိုးရွားတဲ့အတိတ်အကြောင်းကိုလှောင်ပြောင်ရင်းသူ့ကိုနေရန်မှာကတ်ထားပြီးလူပေါင်းထောင်ကြီးကိုတကျဉ်ရှိုးတက်လာတာဘယ်လိုခံစားရလဲလို့မေးခဲ့ပါတယ်။ Vlad ကဘာမှမခံစားရကြောင်းဝန်ခံခဲ့ပြီး Tux တွေကိုကြောက်ရွံ့သွားအောင်လူတွေရဲ့အသက်ကိုကယ်တင်ဖို့အတွက်သူဟာလူသားစားဘလူးတကောင်ထိခဲ့ရတာလို့အကြောင်းပြခဲ့ပါတယ်။ Vampire က Vlad ရဲ့ Levin ကိုလှီးပြီးသွေးကိုရက်လိုက်ကလူသားစားဘလူးတကောင်ထိရတာဘလို့လဲဆိုတာသင်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။သူ့ကို Vampire ဖြစ်ရောက်လွတ်ခဲ့တဲ့သူကသူ့ကိုဒီကူထဲမှာနေဖို့စီရင်ခဲ့တာဖြစ်ပေမဲ့ Vlad ကသူ့ကိုကယ်တင်လိမ့်မယ်လို့သူကယူဆနေပါတယ်။ Vampire ကသူ့ရဲ့လက်မောင်းကိုကိုက်ပြီးဥကောင်းခွန်တဲ့ကိုသွေးတွေထဲဖေးက Vlad ကိုတောက်ခိုင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကြီးမားတဲ့စွမ်းအားတွေကိုရလိမ့်မယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့ Vlad အနေနဲ့လူသားသွေးကိုမစာမလောင်ပဲမနေနိုင်အောင်ချစ်လိမ့်မယ်လို့သတိပေးခဲ့ပါတယ်။အကယ်၍ Vlad တာ3ရက်အတွင်းသွေးမတောက်ဖဲအောင့်ထားနိုင်ရင်သူဟာလူသားပြန်ဖြစ်လာမှာပါ။အကယ်၍မအောင်မြင်ရင်တော့သူဟာ Vampire အစစ်ဖြစ်သွားမှာဖြစ်ပြီးအဲ့ဒီ Vampire ကြီးကလည်းလွတ်မြောက်သွားကကလဲစားချေဖို့အတွက် Vlad ကိုအတုံးချမှာဖြစ်ပါတယ်။ဒီလိုဆိုးရွားတဲ့အခြေအနေရှိပေမဲ့လည်းအားကိုးရမယ့်နေတဲ့ Vlad ဟာသွေးကိုတောက်လိုက်ပါတယ်။ Vlad ရဲ့ခန္ဓာကိုယ်တုံးခါသွားတဲ့အချိန်မှာ Vampire ကြီးကတော့လက်ထွက်သွားခဲ့ပါတယ်။ Vlad ဟာစမ်းကြောင်းတစ်ခုထဲမှာနိုးလာခဲ့ပြီးငွေလက်စွပ်ကြောင့်ငွေအီပြားတွေလောင်းကျွမ်းနေတာကိုတွေ့လိုက်ရပါတယ်။သူဟာလက်စွပ်ကိုချွတ်ပြီးထဖို့ကြိုးစားပေမဲ့သူကင်လိုက်တဲ့ကြောက်တုံးကကြေမွသွားခဲ့ပါတယ်။သူ့ရဲ့ဒဏ်ရာရနေတဲ့လက်ကလည်းချက်ချင်းပြန်ကောင်းသွားပါတယ်။သူဟာတောအုပ်ထဲကတက်ရှိမှန်သမျှရဲ့အပူရှင်းကိုခံစားမိနေပြီးဝေးလံတဲ့နေရာကဒရိဆန်လေးတွေနဲ့ပင့်ကူရီရဲ့အတန်ကိုတောင်ကြားနေရပါတယ်။ Vlad ဟာလက်စွပ်ကိုပြန်ယူပြီးကျိုးနဲ့တီကဆွဲကြိုးအဖြစ်ဆွဲထားလိုက်ပါတယ်။ရုတ်တရက်အဝေးကပေါက်ခွဲတံလေးကိုကြားလာခဲ့ပြီးသူဟာမယုံနိုင်လောက်တဲ့မြန်တဲ့နှုံးနဲ့ပြေးသွားလာလင်းနှုတ်အုပ်ကြီးဖြစ်သွားမှလူပုံစံပြန်ချစ်သွားပါတယ်။ဒီစွမ်းဟာကိုတုံးပြီးသူဟာရဲတိုက်ကိုအမြန်ဆုံးရောက်သွားခဲ့ပါတယ်။သူရောက်သွားတဲ့အချိန်မှာတော့သူ့နိုင်ငံဟာဝိုင်းရန်တိုက်ခိုက်နေတာကိုတွေ့လိုက်ရပါတယ်။သူမိသားစုနဲ့ပြန်ဆုံတဲ့အခါမှာတော့သူဟာကြောက်လန့်နေတဲ့မြို့သူမြို့သားတွေကိုမိန့်ပြောခဲ့ပါတယ်။မင်းသားကောင်တယောက်ဟာငင်းချမ်းရဲ့အတွက်သူတို့ရဲ့သားတွေကိုစတေးကောင်းစတေးလိမ့်မယ်။ဒါပေမဲ့သူကတော့အရှုံးမပြီးဘူးလို့ကြေညာခဲ့ပါတယ်။အမြောက်ဆန်တွေကရဲတိုက်နေရန်ကိုဖောက်ထွက်သွားတဲ့အခါမှာ Vlad ဟာစစ်ကတ်ကြီးကိုတယောက်တည်းရင်ဆိုင်ခဲ့ပါတယ်။ သူ့စီကိုပြေးဝင်လာတဲ့အခါမှာသူကလည်းသူ့ရဲ့အစွဲတွေကိုထုတ်ပြီးသူတို့စီကိုပြေးသွားခဲ့ပါတယ်။သူဟာလူသားတဲ့တာလွန်နဲ့ခွန်အားတွေနဲ့သူတို့ကိုတိုက်ခိုက်ပြီးတဘာဝဘေးအန္တရာယ်တစ်ခုလိုပဲဘေးကိုလွင့်ဆင်းသွားအောင်လှုပ်ပြလိုက်ပါတယ်။သူတို့ရဲ့လက်နက်တွေကိုအလွယ်တကူယူပြီးရန်သူရာပေါင်းများစွာကိုတယောက်တည်းအပြစ်ရှင်းပြလိုက်ပါတယ်။မကြခင်မှာပဲစစ်မြေပြင်မှာ Vlad နဲ့အလောင်းတွေပဲကြံပါတော့တယ်။သူရဲ့စစ်သားတွေရောက်လာတဲ့အခါမှာတော့တိုက်စီယာရန်သူမရှိတော့ပါဘူး။ Vlad ကသူတို့ဘေးကင်းအောင်လုပ်ပေးမယ်ဆိုတာကိုယုံကြည်ဖို့နဲ့သူ့ရဲ့လုပ်ရက်တွေကိုမမေးခွန်းထုဖို့ပြောခဲ့ပါတယ်
နောက်ထပ်စစ်သားတွေလာနေပြီဆိုတာသိတာကြောင့်ကိုဇီယာမနက်စထရီတောင်ပေါ်ကိုပြောင်းရွှေ့ဖို့သူ့လူတွေကိုတိုက်တွန်းခဲ့ပါတယ်လမ်းမှာသူတို့စခန်းချနားကြတဲ့အခါမှာ Flat ဟာသူ့စစ်သားတွေစားတောက်နေတာကိုမြင်ပြီးပိုက်ဆာလာပါတယ်သူဟာမရီနာစောင့်နေတဲ့သူ့တဲထဲကိုဝင်သွားခဲ့ပါတယ်သူတို့နန်းရှုံပြီးနီးစပ်သွားတဲ့အခါမှာ Flat ဟာသူမရဲ့သွေးကိုစားလောင်လာပါတယ်သူဟာနောက်ဆုတ်သွားပြီးတောထဲကိုဝင်သွားတဲ့အခါမှာ Skelzim ကသူ့နောက်ကိုလိုက်လာတာတွေ့လိုက်ရပါတယ် Flat Vampire ဖြစ်သွားတာကိုသိနေတဲ့ Skelzim ကဓာတ်တစ်ချောင်းကိုဝှက်ရမ်းပြီးသူဟာလင်းနုတွေနောက်ကိုလိုက်လာတာလို့ပြောပါတယ် Skelzim ကသူ့လက်ကိုသူလီးပြီးသွေးကိုကန်းလန်းက Flat ကိုတိုက်ခိုက်မဲ့အစားသူ့ရဲ့အစေခံအဖြစ်လက်ခံဖို့တောင်းပန်နေပါတယ် Flat ကသွေးခွက်ကိုဖယ်ထုတ်လိုက်ပြီးငါနောက်ကိုမလာနဲ့လို့တတိပေးလိုက်ပါတယ်နောက်တနေ့မှာ Mehmet စစ်မြေပြင်ကိုပြန်ရောက်လာတဲ့အခါမှာတော့သူ့စစ်သားလီရဲ့ခေါင်းတွေကိုလှန်တွေမှာထိုးထားတာကိုတွေ့လိုက်ရပါတယ်။ Marina နိုးလာတဲ့အခါမှာ Flat ကုန်းကုန်းလေးထစ်နေတာကိုတွေ့လိုက်ရပါတယ်။သူမကသွားကြည့်တဲ့အခါမှာတော့ Flat ရဲ့ရင်ဖတ်မှာငွေလက်စွပ်ကလောင်ကျွမ်းနေပြီးသူဟာအင်ဂျီမပါပဲထစ်နေပါတယ်။ Flat နိုးလာတဲ့အခါမှာ Marina ကသူ့ရဲ့စစ်ပွဲကဒဏ်ရာတွေပျောက်ကွယ်သွားတာကိုမြင်ပြီးထိတ်လန့်သွားပါတယ်။သူတို့သားကိုကယ်ဖို့အတွက်သူဟာတောင်ပေါ်ကတရဝါဆိုးကြီးအဖြစ်ပြောင်းလဲသွားခဲ့တာလို့ဝန်ခံလိုက်ပါတယ်။ဒါကိုတက်တီပြဖို့အတွက်သူဟာနေရောင်အောက်မှာသူ့အရေးပြားကိုအလောင်းငံပြခဲ့ပါတယ်။ Marina ကသူ့ကိုဆွဲထုတ်လိုက်ပြီးဘာလို့ဒီလိုလုပ်ရတာလဲလို့မေးခဲ့ပါတယ်။ Flat ကသူ့သားကိုကယ်ဖို့အတွက်လုပ်ရတာလို့အကြောင်းပြခဲ့ပါတယ်။ငါလို့သားအစားငါ့ကိုပဲမမက်စီပြန်ခေါ်သွားတဲ့တာလို့သူကဆိုပါတယ်။အကယ်၍သူသားသွေးမတောက်ပဲအောင့်ထားနိုင်ရင်နောက်နေ့ရက်နေရင်ပြန်ကောင်းသွားမှာချစ်ကြောင်းသူမကိုအာမခံခဲ့ပါတယ်။သူမမက်ကိုတားဆီးနေတော့မှရွာသားတွေကိုဖုန်ကြီးကျောင်းစီခေါ်သွားဖို့ Marina ကိုတောင်းပန်ခဲ့ပါတယ်။ Flat ဟာနေဝင်ချိန်ကိုစောင့်ပြီးမမက်ရဲ့စစ်တပ်ကိုရှာဖို့လင်းတို့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ဒါပေမဲ့မမက်ရဲ့လူတွေကရွာသားတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ Flat ရဲ့စစ်သားတယောက်ဖြစ်တဲ့ Dimitru က Marina နဲ့ Ingres ကိုဘေးကင်းရာကိုခေါ်ထုတ်ဖို့ကြိုးစားပေမဲ့ဝိုင်းရန်ခံလိုက်ရပါတယ်။ Dimitru ကသူတို့ကိုကာကွယ်ရင်းပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပါတယ်။လင်းတို့တွေကစစ်သားတွေရဲ့အာယုံကိုလွှဲပေးလိုက်ပါတယ်။ Marina က Ingres ကိုထွက်ပြေးဖို့ပြောနေတော့မှပဲ Flat ကတရဝါကြီးအဖြစ်ပြောင်းလဲလာတာကြောင့်စစ်သားတယောက်ဟာ6သေးပြုတ်သွားပါတယ်။ Dimitru က Flat ကိုမြင်တဲ့အခါမှာကြောက်လန့်တကြားတွားကွာပြီးပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ Flat ကသူတေဆုံးသွားတဲ့အထိနှိပ်သိမ်ပေးခဲ့ပါတယ်။သူသားရဲ့တောင်းပန်စံကိုကြားရတဲ့အခါမှာ Flat ဟာ Dimitru ရဲ့သွေးကိုတောင့်ချင်တဲ့စိတ်ကိုထိန်းချုပ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ရွာသားတွေဟာဖုန်ကြီးကျောင်းကိုရောက်သွားပါတယ်။ခါဇန်ရောက်လာတဲ့အခါမှာ Flat ကိုထားခဲ့တဲ့အတွက်အပြစ်တင်းပြီးမဲ့ Flat ကသူ့ကိုတိုက်ခဲ့လို့ပြောကစူထောင်းတာကိုရပ်ခိုက်လိုက်ပါတယ်။အဲဒီစားသူတို့ကိုတိုက်ပွဲအတွက်ပြင်ဆင်ဖို့ခိုက်လိုက်ပါတယ်။တစ်ဖက်မှာတော့ Mehmet က Flat ဟာတရဝါဆိုးကြီးထစ်သွားပြီဆိုတဲ့သတင်းကိုကြားပေမဲ့ဒါကိုဂယုမစိုက်ပဲ Flat ကိုအနိုင်ယူဖို့ဖုန်ကြီးကျောင်းစီချက်ချင်းစစ်တပ်ကိုချီထပ်ခိုက်လိုက်ပါတယ်။ ဖုန်ကြီးကျောင်းမှာလူရှင်က Flat ကနေရောင်ကိုရှောင်နေတာကိုတတိထားမိသွားပါတယ်။လူရှင်ကသူ့နောက်ကိုလိုက်သွားပြီး Flat ဘာဖြစ်သွားလဲဆိုတာသိလိုက်တဲ့အခါမှာငွေဓာတ်တစ်ချောင်းကိုထုတ်လိုက်ပါတယ်။ Flat ကသူ့ရဲ့အခစ်တွေကိုဝန်ခံဖို့အတွက်လူရှင်ရဲ့တပ်ဖေးမဲ့ကန့်လန့်ချက်ကိုညှင်းဆူခဲ့ပါတယ်။လူရှင်ကတဲကိုဓာတ်ညက်အပေါက်ဖောက်လိုက်တာကြောင့်နေရောင်ကြီးက Flat ရဲ့အရေးပြားကိုလောင်ကျွမ်းစေခဲ့ပါတယ်။ Marina ကသူ့ကိုကယ်ဖို့တောင်းပန်နေပေမဲ့လူအုပ်ကြီးကတော့ထိတ်လန့်တကြားအော်ဟစ်ပြီးသူ့ကိုတပ်ဖြစ်ဖို့တောင်းဆိုခဲ့ကြပါတယ်။စစ်သားတွေကတဲကိုမီးရှို့လိုက်တဲ့အခါမှာ Ingres နဲ့ Marina တို့ဟာအဲ့ဒီနေရာကနေဆွဲထုတ်ခံလိုက်ရပါတယ်။အတွင်းထဲကဟင်းဟောက်တန်တစ်ခုကြောင့်လူအုပ်ကြီးငြိမ်ကျသွားပါတယ်။ Flat ဟာမီးတောက်တွေထဲကနေထွက်လာတဲ့အခါမှာ Marina က Ingres ကိုအထက်ကိုလွှတ်လိုက်ပါတယ်။ Flat ကသူတို့အတွက်စတေးခဲ့လို့ပါသူတို့အသက်ရှင်နေကြောင်းဖြုတ်ပြီးသူတို့ကိုတစ္ဆာဖောက်မှုအတွက်အပြစ်တင်ခဲ့ပါတယ်။ Marina ကသူ့ကိုနှစ်သိမ့်ပြီးတဲ့နောက်မှာ Flat ကသူ့လူတွေကိုတိုက်ပွဲအတွက်ပြင်ဆင်ဖို့အမိန့်ပေးပြီးထွက်ခွာသွားခဲ့ပါတယ်။ Flat ဟာတရဝါဆိုးကြီးအထက်လုံးလုံးလျားလားမပြောင်းလဲသွားအောင်ခွန်အားပေးဖို့ဖျားเจ้าမှာဆူတောင်းခဲ့ပါတယ်။သူ့ကိုစိတ်သက်သာရရစေဖို့ Ingres ဝင်လာပြီးမုတ်ကန်လန်းခဲ့ပါတယ်။ Flat ကသူ့သားကိုမုတ်တစ်ဖက်ပေးပြီးမင်းရဲ့ကျင့်နာမှုကြောင့်မင်းဟာခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာမှာပါလို့ပြောခဲ့ပါတယ်။ Ingres ကသူ tax တွေစီမပါသွားအောင် Flat ကတားဆီးခဲ့လို့အခုလိုဖြစ်သွားတာလို့သူမှတ်မိသလောက်ပြောပြခဲ့ပါတယ်။ Flat ကဒါကိုအတိအမှတ်ပြုပြီးလိုအပ်လာရင်သူထပ်လောက်ကုန်မှမဲ့လို့ပြောခဲ့ပါတယ်။ညဘက်မှာတော့သူဟာစစ်တပ်ကြီးရောက်ရှိလာတာကိုစောင့်ကြည့်နေပါတယ်။အကယ်၍တိုက်ပွဲဟာမနဲ့အထီမပြီးဆုံးဘူးဆိုရင်သူဟာသူ့ကိုယ်သူထိန်းချုပ်နိုင်တော့မှာမဟုတ်ဘူးလို့ Flat ကစိုးရိမ်နေပါတယ်။ Marina ကတော့သူတို့ဟာနိုင်ငံရဲ့ကလင်းငယ်တွေကိုကာကွယ်ဖို့တက်နိုင်သမျှလွတ်ခဲ့ပြီးပြီလို့အာမခံကနောက်ဆုံးအချိန်အထိအတူတူတိုက်ပွဲဝင်သွားမယ်လို့ကတိပေးခဲ့ပါတယ်။
သူမကသူတို့ရဲ့မင်္ဂလာဂတိကဝတ်ဖက်တဲ့အချိန်နဲ့နေရာကိုအကန့်အသတ်မရှိကြော်လွန်တဲ့ချစ်ချင်းမေတ္တာအကြောင်းကြပြလေးကိုရွတ်ပြခဲ့ပါတယ်ရန်သူတွေနီးကပ်လာတာနဲ့အမျှဇနီးမောင်နှမနှစ်ဦးဟာတဦးကိုတဦးဖတ်လဲတကင်းရှိနေခဲ့ကြပါတယ်မကြခင်ပါပဲအော်တိုမန်စစ်တပ်ကြီးရောက်ရှိလာပါတယ်လင်းတို့တွေမျော်စင်လဲကိုပြန်ဝင်သွားတာကိုမြင်တဲ့အခါမှာဖလက်ဟာလင်းတို့တွေကိုထိမ့်ချုပ်နိုင်မှန်းသိသွားပါတယ်သူရဲ့အမိန်အတိုင်းလင်းတို့ထောင်ပေါင်းများစွာစုဝေးလာပြီးစစ်သားတွေထဲမှာမဲမက်ကိုမြင်လိုက်တဲ့အခါမှာလင်းတို့တွေကိုတိုက်ခိုက်ခံလိုက်ပါတယ်စစ်သားတွေဟာလင်းတို့တွေရဲ့ကြိုက်ခဲမှုနဲ့တိုက်ခိုက်မှုကြောင့်လဲကျကုန်ပါတယ်အဲ့ဒီနောက်မှာတော့ဖလက်ဟာနောက်ထပ်လင်းတို့တွေကိုစူးစီးပြီးစစ်သားတွေကိုတိုက်ခိုက်ခဲ့ပါတယ်ဖလက်ဟာစစ်မြေလင်းတွေကိုဝင်သွားပြီးမဲမက်ကိုမြင်းပေါ်ကနေတွန်းချလိုက်ပါတယ်ဒါပေမဲ့ဖလက်တိုက်ခိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာဆူဒန်ရဲ့တန်းချက်ကားကိုဝစ်ထားတာဟာလူစားထိုးတစ်ယောက်ထစ်နေတာကိုသတိထားမိသွားပါတယ်အဲ့ဒီအချိန်မှာပဲစစ်သားအနှဲငယ်ကရှေ့တန်းကစစ်တပ်ကိုအာယုံလွှဲဖို့အသုံးချပြီးဖုန်နီးကျောင်းထဲကိုခိုးဝင်သွားခဲ့ပါတယ်စစ်သား၃ယောက်မီရီနာရဲ့အခန်းထဲကိုဝင်သွားတဲ့အခါမှာသူမနဲ့အင်ဂရက်စ်တို့ဟာထပ်ပြေးပြီးမဲမက်ရဲ့စစ်တပ်ကိုရင်ဆိုင်ဖို့မျောစင်းဘောကိုတက်သွားခဲ့ပါတယ်ဖလက်ကစစ်ဝစ်ဆုံးဝစ်ထားတဲ့မဲမက်ကိုတွေ့လိုက်ပါတယ်မီရီနာဟာစစ်သားတစ်ယောက်ရဲ့ထိုးချိတ်မှုကိုခံပြီးမျောစင်းဘောကနေပြုတ်ကျသွားပါတယ်ဖလက်ကသူမရဲ့အော်ဟစ်တန်ကိုကြားတဲ့အခါမှာလင်းတို့အဖိပြောင်းပြီးသူမစီကိုပြေးသွားခဲ့ပါတယ်tax တွေကအင်ဂရက်စ်ကိုဖမ်းထားတော့မှမီရီနာကတွဲခိုင်းနေပါတယ်။ Vlad ကနောက်ဆုံးစစ်သားကိုမျောစင်ပေါ်ကနေတွန်းချလိုက်ပေမဲ့မီရီနာကရောမြေပြင်ပေါ်ကိုပြုတ်ကျသွားပါတယ်။ Vlad ကသူမနောက်ကိုခုန်ချပြီးအသေးအတန်ဖမ်းဖို့ကြိုးစားခဲ့ပါတယ်။ အင်ဂရက်စ်ကသူ့မေပြုတ်ကျသွားတာကိုကြည့်နေတော့မှပဲမက်မက်ကသူ့ကိုမြင်းပေါ်တင်ပြီးခေါ်သွားပါတယ်။ထပ်ပေါ်လာတော့မဲ့နေရောင်ကြီးကသူ့ရဲ့စွမ်းအားတွေကိုစိုးရုပ်စေတော့မှကိုသိတာကြောင့်မီရီနာကသူတို့သားကိုကေတင်ဖို့အတွက်သူမရဲ့သွေးကိုတောက်ပြီးဗမ်ပိုင်ယာအစစ်ထစ်လာဖို့ပြောခဲ့ပါတယ်။သူမတီးတော့မယ်ဆိုတာသိနေလို့ဗလက်ကငိမ့်ဆိုနေတဲ့ကြားကသူမရဲ့သွေးကိုစုပ်ယူဖို့တောင်းပန်ခဲ့ပါတယ်။ဗလက်ကသူရဲ့အဆွဲတွေကိုထုတ်ပြီးမီရီနာရဲ့သွေးကိုတောက်လိုက်တဲ့အခါမှာသူဟာငိုကြွေးရင်းနဲ့ဗမ်ပိုင်ယာအစစ်ထစ်လာခဲ့ပြီးသူ့ကိုဗမ်ပိုင်ယာထိအောင်လှုပ်ခဲ့တဲ့သူကိုလည်းလွတ်မြောက်စေခဲ့ပါတယ်။ Vlad ဖုန်ကြီးကျောင်းကိုပြန်ရောက်တဲ့အခါမှာအသက်ရှင်ချနေတဲ့စစ်သားတစ်ယောက်ကိုတွေ့တာကြောင့်ဗမ်ပိုင်ယာဖြစ်လာအောင်အဲ့ဒီစစ်သားကိုတွေးတိုက်လိုက်ပါတယ်။ Vlad ဟာသူတချင်းချိုတက်တဲ့သူဖြစ်စဉ်ကဝစ်ခဲ့တဲ့ငကားတန်ချက်ကာကိုပြန်ရှာတွေ့ခဲ့ပြီးအသက်ရှင်ချသူအနှဲငယ်ကိုလည်းတွေးခဲ့ပါတယ်။သူဇနီးကိုမြေမြုပ်နေတုန်းမှာပဲသူတို့သားကိုကဲကင်မယ်လို့ကတိပေးခဲ့ပါတယ်။အော်တိုမန်စစ်တပ်ရဲ့စခန်းစီကိုမိုးချိုးမုန်တိုင်းတစ်ခုနီးကပ်လာပါတယ်။ Vlad ဟာဗမ်ပိုင်ယာစစ်တပ်အနှဲငယ်နဲ့အတူကလဲစားချေဖို့ရောက်လာပါတယ်။ ဗမ်ပိုင်ယာဖွင့်သွားတဲ့ခါဆန်ကမန်မက်ရဲ့စစ်ဗိုလ်ချုပ်ကိုဖမ်းဆီးပြီးသွေးဆုပ်လိုက်ပါလေ။ Vlad ကိုမန်မက်ရဲ့လူသက်သမားကတွေ့သွားပေမဲ့ Vlad ကသူ့ကိုအလန်တိုင်းမှာချေးခါလိုက်ပြီးဗမ်ပိုင်ယာအမျိုးသမီးတစ်ယောက်ကိုစားသုံးခိုင်းလိုက်ပါလေ။ Vlad ဟာစိုးတန်းတဲ့တဲမှာငွေတင်ကားဒီပေါ်မှာငွေဓားကိုကင်ထားတဲ့မန်မက်စီကိုချင်းကပ်သွားပါလိ။အချီခံထားတဲ့အင်ဂရက်စ်ကမန်မက်နဲ့သူ့အဖေတိုက်ခိုက်နေတာကိုကြည့်နေပါတယ်။ Vlad ဟာငွေတွေကြောင့်အားနည်းသွားပြီးမန်မက်ကသူ့ကိုထိုးချိတ်ကလောင်းပြောင်းနေပါတယ်။မန်မက်ကနောက်ထပ်ငွေထုတ်တွေကိုဖွင့်လိုက်တာကြောင့် Vlad ရဲ့အရေးပြားတွေလောင်ကျွမ်းသွားပါတယ်။သူတို့တိုက်ခိုက်နေတော့မှမန်မက်က Vlad ကိုဖိထားပြီးကျူးနေတဲ့တစ်သားချောင်းနဲ့ထိုးသက်ဖို့ပြင်လိုက်ပါတယ်။ Vlad ဟာလင်းတို့တွေအဖြစ်ပြောင်းလဲသွားပြီးမှလူပုံစံပြင်ဖြစ်လာကမန်မက်ကိုဓားနဲ့ထိုးလိုက်ပါတယ်။မန်မက်ရဲ့လေဘင်းကိုမကိုက်ခင်မှာသူဟာအခုတော့မစ်ဆာရဲ့သားဖြစ်တဲ့ Dracula ဖြစ်သွားပြီလို့ကြေညာလိုက်ပါတယ်။ Vlad ကသူ့သားကိုအပြင်ကိုခေါ်ထုတ်လာတဲ့အခါမှာသူ့ရဲ့ vampire စစ်သက်ကြီးစုဝေးနေတာကိုတွေ့လိုက်ရပါတယ်။သူတို့ရဲ့စွမ်းအားတစ်ပေါ်အောင်ပွေခံတဲ့အနေနဲ့ခါဇန်ကအင်ဂရက်စ်ဟာနောက်ဆုံးကျန်တဲ့လူသားဖြစ်တယ်လို့ပြောလိုက်ပါတယ်။ခါဇန်ကအင်ဂရက်စ်ကိုတိုက်ခိုက်ဖို့ပြင်လိုက်တဲ့အခါမှာ Vlad ကသူ့ကိုဓာတ်နဲ့ထိုးလိုက်တာကြောင့်ခါဇန်လဲကျကွာပါတယ်။ Vlad ကသူ့သားကိုတခြားသူတွေရန်ကနေကာကွယ်ပေးနေတော့ပါတယ်။ vampire ဟက်ကြောက်ရွံ့ရတဲ့လက်ဝါးကတိုင်ကိုကင်ပြီးလူစီယန်ရောက်လာပါတယ်။အဲ့ဒီဖုန်ကြီးကသူ့သားကိုစောင်းရှောက်ပေးမယ်ဆိုတာသိတာကြောင့်ကလေးကိုပေးဖို့ Vlad ကိုတောင်းပန်ခဲ့ပါတယ်။ Vlad ကအင်ဂရက်စ်ကိုလူစီယန်ရဲ့လက်ထဲထည့်ပေးလိုက်ပြီးသူ့သားကိုချစ်တဲ့အကြောင်းငိုယိုပြီးပြောကထွက်သွားဖို့ပြောခဲ့ပါတယ်။ အင်ဂရက်စ်ကသူ့အဖေကိုအော်ခေါ်နေတော့မှပဲလူစီယန်ကဆုတ်ခွာသွားခဲ့ပါတယ်။ကောင်းကင်ယံကတိမ်တွေပင်းထွက်သွားပြီးနေရောင်ခြည်ကဗမ်ပိုင်ယာတွေပေါ်ကြားရောက်လာတဲ့အခါမှာ Vlad ဟာသူ့ရဲ့ကမ်းကြမ္မာကိုလက်ခံပြီးကောင်းကင်ကိုမောက်ကြည့်နေပါတယ်။ ဗမ်ပိုင်ယာတွေလောင်ကျွမ်းပြီးတေဆုံးသွားတဲ့အခါမှာ Vlad လည်းအော်ဟစ်ရန်နဲ့တေဆုံးသွားခဲ့ပါတယ်။ အင်ဂရက်စ်ကတော့ဝါလာချီယာရဲ့မန်သားတစ်ယောက်ဖြစ်နန်းတင်ခံရတဲ့အခါမှာသူ့အဖေကိုသူရေကောင်းတစ်ယောက်ဖြစ်ဘယ်သူမှမှတ်မိကြမှာမဟုတ်ဘူးလို့စိတ်မကောင်းဖြစ်နေပါတယ်။ Vlad တည်သွားပြီဆိုတာမသိတဲ့ Skilgrim က Ottomans ခန်းမှာသူ့အလောင်းကိုတွေ့သွားပြီး
သူ့ရဲ့သွေးကိုတိုက်လိုက်တာကြောင့် vampire ကြီးပြန်လဲရှင်သန်လာခဲ့ပါတယ်။ရာစုနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ Flat ဟာခေတ်သစ်လန်ဒန်မြို့ကိုရောက်ရှိနေပြီး Marina နဲ့တူတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူတို့ရဲ့မင်္ဂလာကတိကဝတ်ကဗျာလေးကိုရွတ်ပြပြီးသူမရဲ့အာယုံကိုဖန်ဆားလိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကသူမနာမည်ဟာမီနာထစ်ကြောင်းနဲ့ဒီကဗျာဟာသူမအကြိုက်ဆုံးထစ်ကြောင်းပြောခဲ့ပါတယ်။ Flat ကို vampire ဖြစ်အောင်လုပ်ခဲ့တဲ့သူကတော့သူတို့နှစ်ယောက်ဖန်ဆုံတာကိုအနီးနားက coffee ဆိုင်ကနေစောင့်ကြည့်နေပြီးသူတို့ knock ကိုလိုက်သွားခဲ့ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့ recap တွေထပ်ကြည့်ဖို့အတွက် subscribe လုပ်ထားပေးကြပါအောင်နော်။